ဘာလို့ကျွန်တော်တို့ရွာဟုတ်သားကျွန်တော်ကိုခိုင်းတဲ့တငယ်ချင်းမလားအေးဟုတ်တယ်နင်ကဘာလို့ကျွန်တော်ဒေါ်လာရွှေသားလေဗျာဒေါ်လာရွှေသားလားဟုတ်တယ်ဗျာဟာငါမျိုးတက်မလာခဲ့တော့နင့်အမေနဲ့စကားပြောဖြစ်သေးတယ်ဟုတ်လားဒါသမ်းပါအေးဖေးတောင်းလေးပါလေချတမ်းပါဟုတ်ဘာတွေပြောတယ်အမေကဘာတွေပြောလဲမင်းကဘာပြောလဲဆိုတော့နင်တကယ်လို့လမ်းမှာငါသားနဲ့တွေ့ခဲ့ရင်တဲ့ဟိုနင်ဘာတွေလုပ်နေလဲမေးစမ်းခဲ့ဟုတ်မိုးကိုပတ်သက်ရှာမယ်ဆိုပြီးတက်သွားတာဟုတ်တယ်ဗျာထိုးနေတယ်ပေါ့ခုမဟုတ်ဘူးဗျာခွေးဖြစ်နေတာအလိုလေးပါလေးရှိတာပေါ့ပါဦးဗျာဒုက္ခပဲငါတော့မှဒီမှာအတိအနှံရောက်ပြီးတော့ဟိုကပြန်လာတာပတ်သက်လက်ထဲမှာနေချင်းပဲပါတော့ပြန်တော့မှာဟာโอเคဒါဆိုကျွန်တော်ပြောမယ်ကျွန်တော်နောက်2ရက်လောက်နေရွာပြအောင်ပါမပြန်နဲ့ဘာဖြစ်လို့နင့်အမေကမှားလိုက်တယ်ဘာမှလိုက်တာငါသားနဲ့တွေ့ရပြောလိုက်ပါဦးတဲ့တကယ်လို့ရွာပြန်လာဖို့အစီအစဉ်ရှိရင်ကြိုးပြီးတော့အကြောင်းချပါတဲ့လေရွာကောင်မလေးတယောက်လုံးနဲ့ပေးတာတော့မတင်နဲ့ဟုတ်ဘူးကဘာဖြစ်လဲတကြီးကိုအကြောင်းချပြီးတော့ကင်းမုံဝခန့်ပြီးဖမ်းခိုင်းမလို့တဲ့နင့်ဟုတ်ဒီမှာအဲ့လိုတည်းကိုရှင်းနေတာနောက်တော့မှားလိုက်သေးတယ်နင်ခိုးပြီးတော့ပေါင်ထားခဲ့တဲ့အဲ့မတ်ပူစင်ရဲ့ဒေယိုးကြီးကသူပြန်ဖိုးပေးလိုက်ပြီတဲ့ဒါပေမဲ့အဲ့ဟိုဟာဆရာတို့ရဲ့ကြည်စီကတော့နင်ဗမာဖွက်ထားခဲ့တာလေရှားမတွေ့သေးဘူးတဲ့ဟုတ်လားခဲ့တာရပါတယ်ဒါလိုက်ပါနေပါဦးဒါနဲ့ကျွန်တော်အကိုကြီးဩနင်ကိုကြီးကတော့ဟိုပါပေါ့မင်္ဂလာတော့မှာလေ तू ကလေချောင်းရံမှာအလုပ်လုပ်ဟာပိုင်လို့တွေပါဖြစ်တာကျွန်တော်မပြောဘူးကြာဘာလို့ပြောဟုတ်လားလင်းနဲ့မောရတဲ့ဘူစီပေါင်းတွေမှုတ်ပြီးရောင်းနေတာကိုပြောတာနေပါဦးဗျာကွယ်ကျွန်တော်ညီလေးတော့तू ကတော့တကယ်အမှန်ကန်ပဲ तू ကတော့ကာကွယ်ရေးမှာလှုပ်နေတာဟာဦးစင်းမှုတွေပါတယ်ဖြစ်ကုန်ပြီလားဒီကောင်တော့မပြောဘူးကွာဟာဘာလို့ပြောနေမဟုတ်လားဝါးတွေကနေကာပြီးရောင်းနေတာအမလီနေပါဦးမပြန်ရသေးဘူးကျွန်တော်အဖေကြံနေတယ်ကျွန်တော်အဖေနင့်ဖေကအိုးအေးဟုတ်တယ်နင့်ဖေကဟိုဟာကုန်းလမ်းပို့ဆောင်ရေးမှာလုပ်မလီအဲ့တပတ်ကားတွေထောင်ပြီးတော့ကြီးပွားနေတာစိတ်ကူးရင်မနေနဲ့ဟာဖိုက်ကနေနေတာဒုက္ခပါနေပါဟုတ်ကွယ်မပြီးသေးဘူးလားကျွန်တော်အမကြီးနင့်မतू ကဟိုဟာလောက်တာဟာမွေးရွေးလောက်နေအခုတော့ပဲအောင်မြင်တယ်ကြက်တို့ခဲတို့မဟုတ်ဘူးကလေးမွေးလိုက်တာဆိုမှတစ်နှစ်တယောက်ဘုံလုံးတစ်သိန်းစာဖြစ်နေပြီကျွန်တော်ပြောတယ်နေပါဦးဗျာအဲ့လိုကျွန်တော်မဟုတ်လေတိုက်တိုင်းမွေးခြေကင်လိုက်ကြည့်တဲ့ရက်ကွက်မနေပါနဲ့လို့ပြောတာနောက်ဆုံးကျွန်တော်မှအသက်ညမလေးတယောက်ပဲကြံတော့တယ်အကိုရညမလေးအေးဟုတ်တယ်ကွာညညီမကတော့ဟိုလိုပတ်စံနေတော်ထိုးနေဟုတ်လားဒီပါပဲဗျာအဲ့ဒါကျွန်တော်ရဲ့အသက်လေးပဲအေးဟုတ်တယ် तू ကဟိုပါပေါ့तू ကနေလေးဆက်ဆံရေးမှာလုံနေတာလေနေလေးပြီးတော့ဆက်ဆံတာပေါ့ညဘက်တည်းကျပြန်မလာဘူးပတ်စံနေတော့တော်ပါလာတယ်ငါညမမသိမတော့ဖာပြစ်နေဟုတ်ဖာပြစ်နေတာတော့မသိဘူးကွာဒါပေမဲ့နေ့ကင်းဘက်တွေကြာရင်ကေယူဆွဲတယ်ညဘက်တည်းကျခေါင်းလုံးတဲ့အဲ့ရွာတွေကတာတိဆိုတဲ့အကောင်ရဲ့မငယ်တော့လုံနေGive it to me like